ဆက်တနစ်အရွယ်သားရှိသေးတဲ့တားလေးကတော့သူ့အမေကိုသူ့အရှိမပဲတနက်နဲ့ပြစ်လိုက်တာကိုမြင်ပြီးဘလောက်တောင်စိတ်ကြံ့ရဖြစ်သွားမလဲဆိုတာတွေးမိပြီးစိတ်မကောင်းဖြစ်ရပါတယ်အားလုံးပဲမင်္ဂလာပါထိုင်းနိုင်ငံနဂုတ်ပထုံကလူနေတန်းရတစ်ခုမှာ၄လပိုင်း24ရက်နေ့မနက်6နာရီလောက်မှာအသက်42နှစ်အရွယ်ရှိတဲ့အမျိုးသမီးနဲ့17နှစ်အရွယ်သားတို့2ယောက်နေထိုင်နေတော့အမျိုးသားတဦးရောက်လာပြီးတကားလာခောက်ပါတယ်အခန်းထဲကနေတကားကိုမဖွင့်ပြီးတော့ပြတင်းတကားကိုတနက်နဲ့ပြစ်လိုက်တော့ပြတင်းတကားမှန်လဲကွဲသွားပါတယ်အဲ့ဒီတော့မှအခန်းထဲကအမျိုးသမီးကမောင်လေးစိတ်အေးထားလို့ပြောပြီးအခန်းရှိတကားကဖွင့်မရလို့နောက်ဖိတကားကိုဖွင့်ပေးပါမယ်လို့ပြောပါတယ်ပြီးတော့17နှစ်အရွယ်သားဖြစ်သူကိုနောက်ဖိတကားကိုတွားဖွင့်ခိုင်းလိုက်ပါတယ်နောက်ဖိတကားဖွင့်သွားတော့တကားလက်ခောက်တဲ့အမျိုးသားကအခန်းထဲကိုဝင်လာပြီးအမျိုးသမီးကိုတနက်နဲ့ချိန်ပါတယ်အမျိုးသမီးကလည်းမောင်လေးစိတ်အေးထားအမမောင်လေးစီကယူထားတဲ့အကျွေးတွေပြန်ဆက်ပေးပါမယ်လို့ပြောနေတော့မှ17နှစ်အရွယ်သားဖြစ်သူရဲ့အရှိမပဲအမျိုးသားကအမျိုးသမီးကိုတနက်နဲ့နှစ်ချမ်းဆင့်ပစ်ထည့်လိုက်ပါတယ်ပြီးတော့ချက်ချင်းပဲအပြင်မှာရပ်ထားတဲ့ဆိုင်ငယ်ပေါ်ကိုတက်ပြီးသူနေထိုင်တဲ့နဂုတ်ပထုံမြို့နယ်စံဖန်မြို့ကိုပြန်လာခဲ့ပါတယ်ပြန်လာတဲ့လမ်းမှာလည်းသူတစ်ဖက်သက်ကြိုက်နေရပြီးယောက်ျားရှိတဲ့တင်မော်တီထောင်ရောက်နေတဲ့အမျိုးသမီးတူကိုဓာစာခံအဖြစ်သူနေထိုင်တဲ့အခန်းကိုခေါ်လာခဲ့ပါတယ်။ရဲတွေလည်း CCTV မှတ်တမ်းကိုကြည့်ပြီးပြစ်မှုကျူးလွန်သူရဲ့နောက်ကိုလိုက်လာခဲ့ပါတယ်။ဒါပေမဲ့ပြစ်မှုကျူးလွန်သူကအဖမ်းမခံပဲတနက်လည်းကင်ထားပြီးဓာစာခံနဲ့အတူအခန်းထဲမှာပဲနေတော့ရဲတွေလည်းပြစ်မှုကျူးလွန်သူရဲ့အမေဖြစ်သူကိုခေါ်လာပါတယ်။ပြီးတော့ဖုန်းဆက်ခိုင်းပြီးလက်နက်ချအဖမ်းခံဖို့ဖြောင်းချခိုင်းပါတယ်။ဒါတောင်ပြစ်မှုကျူးလွန်သူကအမေဖြစ်သူနဲ့ဖုန်းလည်းမပြောလက်နက်ချပြီးတော့လည်းအဖမ်းမခံခဲ့ပါဘူး။ဓာစာခံမျိုးသမီးကိုသာဖုန်းပြောခိုင်းပါတယ်။ရဲတွေလည်းသူ့အခန်းပတ်လည်ဝန်းကျင်နေရာမှာပဲနေရာယူထားကြပါတယ်ဒီလိုနဲ့2နာရီလောက်ကြာပြီးအချိန်မှာတော့သူအဖမ်းခံပါမယ်ဆိုပြီးဖုန်းဆက်လာပြီးတော့အဖမ်းခံခဲ့ပါတယ်တည်ဆုံးသူအမျိုးသမီးရဲ့အခမ်းအနားကသူတွေကတော့ဒီအမျိုးသားကပြီးခဲ့တဲ့လတွေကလည်းတည်ဆုံးသူအမျိုးသမီးစီကိုလာပြီးတော့အကျွေးလာတောင်းတာမြင်မှုပါတယ်လို့ပြောပြပါတယ်17နှစ်အရွယ်သားရှိသေးတဲ့တားလေးကတော့သူ့အမေကိုသူ့အရှိမပဲတနက်နဲ့ပြစ်လိုက်တာကိုမြင်ပြီးဘလောက်တောင်စိတ်ကြံ့ရဖြစ်သွားမလဲဆိုတာတွေးမိပြီးစိတ်မကောင်းဖြစ်ရပါတယ်အကျွေးတောင်းရင်နဲ့ပြစ်မှုကျူးလွန်ခဲ့တဲ့အမျိုးသားကိုတော့လူသတ်မှုနဲ့တရားစွဲထားလျက်ရှိပါတယ်။ထိုင်းနိုင်ငံရောက်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအားလုံးဘေးအန္တရာယ်တွေကင်းပြီးအလောက်ကိုင်းတွေအဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။